ချက်သိန်း9000တပတ်ချလဲမှာအသင့်နေတိုက်တယ်အများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်အခုပြပေးမဲ့အိမ်ကတော့ပေးရတဲ့ဈေးနဲ့ပြန်ရတယ်ဆိုတော့ခံစားမှုလုံးဝထပ်ထူကြပြီးတော့လူကြီးမင်းနဲ့လူကြီးမင်းတို့မိသားစုတွေအတွက်လုံးဝနောင်ရေးမှာစိတ်အေးချမ်းမဲ့အိမ်လေးတစ်လုံးပဲဖြစ်ပါတယ်အိမ်ရဲ့ဘေးပတ်ဝန်းကျင်ဟာဆိုလို့ရှိရင်လည်းအသင့်နေတိုက်တွေနဲ့လူနေတန့်ပြီးတော့ပတ်ဝန်းကျင်တန့်နေဆိုတဲ့အနေအထားမှာရှိပါတယ်လမ်းအနေအထားကလည်းလမ်းခင်းပြီးသားဖြစ်ပါတယ်ကွန်ကရစ်လမ်းခင်းပြီးသားဖြစ်ပါတယ်နေပြီးတော့ပုတ်ဖတ်တီမျိုးဝနဒီပါရက်ကွက်ပေါင်းလောင်းကိုလန်းပေါ်မှာတရှိပြီးတော့အရှိလေလေးပဲဖြစ်ပါတယ်တော်တော်လေးမိုက်တယ်ဆိုတဲ့အနေအထားတစ်ခုဖြစ်ပါတယ်ခြံရှိမှဆိုလို့ရှိရင်လည်းကျွန်တော်တို့ flower bowl တွေနဲ့အလှပန်းတွေကိုတေးချလေးစိုက်ထားတာတွေ့ရမှာဖြစ်ပြီးတော့ရေမြောင်းတွေကိုလည်းတေးချလေးနဲ့ကောင်းကောင်းလေးပြုတ်လုပ်ပေးထားပါတယ်ခြံရှိမှဆိုလို့ရှိရင်လည်း car grass ကိုအခြေကြီးလုပ်ထားပေးတယ် old line လေးပတ်အပေါ်မှာမှလုံခြုံရေးအတွက် breeder ဆူချိုပတ်လည်းတက်ဆင်ပေးထားပြီးသားဖြစ်ပါတယ်ဘေးပတ်ဝန်းကျင်မှာလူနေတန့်တာကိုလည်းတွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ခြံလေးကိုတစ်ချက်လိုက်ပြပေးမယ်ခြံရဲ့ main တကားကတော့ကျွန်တော်တို့စွဲတကားဖြစ်ပါတယ်တန်ပန်းတန်တကားလုံးဝအကောင်းစားနဲ့ပြုတ်လုပ်ပေးထားတယ်ကား2စီးလောက်ကအသာလေးရက်လို့ရမယ်ဆိုတဲ့အနေအထားဖြစ်တယ်ကားကိုယ်တော်လေးလည်းပါဝင်ပေးသားဖြစ်တယ်ပေါ်ဒီကိုလည်းမြင့်မြင့်လေးနဲ့တေချာလေးလှုပ်ထားပေးတာကိုတွေ့ရမှာဖြစ်တယ်အိမ်ပတ်ချလဲကိုလည်းကျွန်တော်တို့ရှောက်သွားလို့ရအောင်တေချာလေးလှုပ်ထားပေးတယ်ရေမြောင်းပတ်လည်းပါပြီးသား apron လေးတေချာလေးလှုပ်ထားပေးပြီးသားဖြစ်တယ်ကျွန်တော်တို့ရေအနေထားအတော့စီပင်ပါမှာဖြစ်တယ်ခြံစည်းကိုတိုင်နေနဲ့အိမ်ရဲ့တိုင်ကိုကျွန်တော်တို့ပြုတ်ဆေးတွေတေချာလေးမှုတ်ထားပေးတာကိုတွေ့ရမှာဖြစ်တယ်တော်တော်လေးလှပြီးတော့တော်တော်လေးတက်ရတယ်ဆိုတဲ့အနေအထားတစ်ခုမှရှိပါတယ်တော်တော်လေးလည်းမိုက်ပါတယ်ဒီအိမ်မှာဆိုလို့ရှိရင်အခန်း3ခန်းပါဝင်မှာဖြစ်တယ် master 3ခန်းပါမှာဖြစ်တယ်ကျွန်းတကားကျွန်းကြီးပေါင်တွေကိုအပြည့်သုံးထားပေးတာဖြစ်ပြီးတော့ကျွန်တော်တို့ကျွန်းပါကဲလဲတေချာလေးခင်းထားပေးတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်အိမ်ထဲကိုလိုက်ပြပေးမယ်အိမ်ထဲရောက်တာနဲ့လှပသေးတဲ့မျက်နှာချက်စီလင်ဒီဇိုင်းကိုတွေ့ရမယ်အဲကလည်းသူ့အနေနဲ့သူချစ်ချစ်ဝန်းလေးရှိတာကိုတွေ့ရမှာဖြစ်တယ်ဒီမှာဆိုလို့ရှိရင်တန်ပန်းတန်တကားကျွန်တော်လုံးဝတက်ဆင်ပေးပြီးသားဖြစ်တယ်ကျွန်တော်ကလိုက်ကားလေးလည်းပါပြီးသားဖြစ်ပါတယ်ဖျားကန်းလည်းကြဲဝန်းလေးရှိတာကိုတွေ့ရမှာဖြစ်တယ် ventilation နဲ့ daylight တွေအတွက်ကြတော့ကျွန်တော်တို့ brain box ကိုတော်တော်များများလေးသုံးထားပေးတာကိုတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာဒါပြီးရင်တော့ကျွန်တော် master gun တွေကိုကျွန်တော်တစ်ချက်လိုက်ပြပေးပါမယ်ဒီမှာဆိုလို့ရှိရင် master 3ခန်းပါမှာဖြစ်တယ် master 3ခန်းမှာဆိုလို့ရှိရင်ကျွန်တော်ရေဘူးရေအေးကျွန်တော် stand shower basin bowl တိုင်းအကုန်ပါဝင်ပေးပြီးသားဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ပထမ master gun လေးဖြစ်တယ်ပထမ master gun လေးရဆိုလို့ရှိရင်လေသူ့အနေနဲ့ကြဲဝန်းလေးရှိတယ်လိုက်ကားတွေပါပြီးသားဖြစ်တယ်ကျွန်တော်တို့လူချင်းမင်းတို့အနေနဲ့အဲကွန်လေးထပ်မံတက်ဆင်ပေးလိုက်ရင်ကိုအဆင်ပြေတဲ့အနေထားမှာရှိတယ်ကျွန်တော်တို့ဒီနယံကက်ကြွေပြားတွေရဆိုလို့ရှိရင်လည်းကျွန်တော်9ပေအမြင့်လောက်ထိတက်ဆင်ပေးပြီးသားဖြစ်တယ်အခန်းတိုင်းလိုမှာရေပူရေပါဝင်မှာဖြစ်ပါတယ်ခင်ဗျဒါပြီးရင်တော့ကျွန်တော်ဒုတိယ master gun လေးကိုထပ်မံပြီးတော့ပြပေးမယ်ဒါကဒုတိယ master gun ဖြစ်တယ်အနေထားကတော့ပထမ master gun လိုပဲသူကလည်းသူ compact ဖြစ်လေးပြုတ်လုပ်ပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်ခင်ဗျဒါကတော့ဒုတိယ master gun ရဲ့ရေချိုးကန်အိမ်သာအနေထားလေးဖြစ်ပါတယ်သူကလည်းသူတတရရလှပပလေးပဲပြုတ်လုပ်ပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ဒီ master bedroom နေရာနေထွက်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်အများဆုံး common toilet ကိုတွေ့ရမယ် common toilet ကလည်းပထမပြခဲ့တဲ့ master gun တွေကရေချိုးကန်အိမ်သာအနေထားပဲသူကလည်းသူအဆင်ပြေတယ်ဒီခန်းမှာတော့ရေဝီရေးပါမှာမဟုတ်ဘူးဒါကတော့ကျွန်တော်တို့ kitchen နဲ့ dining နဲ့ကျွန်တော် living room ကိုခွဲထားတယ်ကျွန်တော် partition လေးဖြစ်တယ် aluminum slide ရိုးလေးသုံးထားပေးတာကိုတွေ့ရမှာဖြစ်တယ်ကြွေပြားတွေကိုအပြည့်ခင်းထားပေးတာကိုတွေ့ရမှာဖြစ်ပြီးတော့ကျွန်တော်တို့ kitchen counter ရဲ့အပေါ်နဲ့အောက်မှာဆိုလို့ရှိရင်လည်း cabinet တွေကိုသေချာလေးပြုလုပ်ပေးထားတာကိုတွေ့ရမှာဖြစ်တယ် kitchen counter ကိုလည်းအကျယ်ကြီးပြုလုပ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့လူချင်းမင်းတို့မိသားစုတွေနဲ့ထမင်းဟင်းတွေစိတ်ကြိုက်အတူတူချက်ပြုတ်လို့ရမယ်ကျွန်တော်တို့အန်ဆွဲတွေကိုလည်းသေချာလေးပြုလုပ်ပေးထားတာကိုတွေ့ရမှာဖြစ်တယ်ကျွန်တော်တို့ဒီ kitchen နဲ့ dining room နဲ့တစ်ဆက်တည်းရှိရတော့နောက်ဆုံး master အိတ်ခန်းလေးပဲဖြစ်တယ် master အိတ်ခန်းကဆိုလို့ရှိရင်ကျွန်တော် kitchen ကနေပြီးတော့အိတ်ခန်းနဲ့ဝင်တာကို start တစ်ခုလေးခံထားပေးတယ်သူကနဲ့သူအဆင်ပြေတယ်ဆိုတဲ့အနေအထားမှာရှိတယ်ဒီအခန်းကလည်းACC နဲ့လောကမိသားစုတွေနေမယ်ဆိုလို့ရှိရင်အဆင်ပြေတယ်အိတ်ခန်းလေးတစ်ခန်းပဲဖြစ်ပါတယ်ဒီခန်းဆိုလို့ရှိရင်ကျန်တဲ့အိတ်ခန်းတွေနဲ့အတူတူပဲရေချိုးခန်းအိမ်သာအနေထားလဲအကုန်အတူတူပါပဲခင်ဗျာဒီအသစ်နေတိုက်ရဲ့ခေါ်စီကတော့ကျပ်သိန်း9395သိန်းတိတိပဲဖြစ်ပါတယ်လူချင်းမင်းတို့မိသားစုတွေပိုက်ရှင်နဲ့တွေ့ပြီးတော့စိတ်ချိုင်းဈေးညီနိုင်မှာပဲဖြစ်ပါတယ်ပိုက်ဆိုင်မှုအနေနဲ့ကတော့230 gram မျိုးစားဖြစ်ပါတယ်လူချင်းမင်းတို့ဝယ်ပြီးတာနဲ့
ကိုယ့်နာမည်ပေါက်စိတ်ကြိုက်ပြောင်းနိုင်မှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ကျွန်တော်ကတော့ Drone HMB ကကိုပိုင်ပိုင်ပဲဖြစ်ပါတယ်ဗျ